ကျွန်တော်မတော်တဆခောက်ဆွဲ6တွေကိုနယ်ချီမိလိုက်တဲ့အခါနောက်တစ်စက္ကန့်မှာပဲခောက်ဆွဲဖက်တွေဟာလူပူလေးတွေရဲ့အတိုင်းပြည်တွေကိုကျေပြန်တွေလိုမျိုးပြုတ်ကျသွားခဲ့ပါတယ်အားလုံးကကြောက်လန့်တုန်လှုပ်သွားကြတာပေါ့အဲ့ဒီအချိန်မှာပဲအမျိုးသမီးတစ်ယောက်ကအဲ့ဒီခောက်ဆွဲဖက်တွေကိုကောက်ယူပြီးအနံ့ခံကြည့်လိုက်ပါတယ်အံ့ဩစရာကောင်းတာကခောက်ဆွဲဖက်တွေစီကနေမွေးပြန့်တဲ့အနံ့တွေထွက်ပေါ်လာလို့ပါဒါဟာငတ်မှုခေါင်းပါနေတဲ့ပြည်သူတွေကိုပျော်ရွှင်မှုတွေပေးစွမ်းနိုင်ခဲ့ပါတယ်ဘုရင်မကြီးဒါကိုမြင်တဲ့အခါဖခင်သခင်ကပေးသနာတဲ့လက်ဆောင်လို့ထင်မှတ်ပြီးကောင်းကင်ကြီးကိုမော့ကြည့်ကကျေးဇူးတင်စကားဆိုလိုက်ပါတယ်မကြခင်မှာပဲလူတိုင်းခောက်ဆွဲတွေကိုစတင်စားတော့ကြပါတော့တယ်အရသာရှိတဲ့အနံ့ကြောင့်လူတိုင်းချက်ချင်းပဲဆွဲလန်းသွားကြတာပေါ့ဒီမြင်ကွင်းကိုကြည့်ရင်းနဲ့ဒီတဲပန်းလေးထဲမှာလူပူလေးတွေရဲ့ကဘာငယ်လေးတစ်ခုရှိနေတယ်ဆိုတာကျွန်တော်သဘောပေါက်သွားခဲ့ပါတယ်သူတို့ကိုငတ်မွတ်ခေါင်းပါမှုဘေးကနေကယ်တင်ဖို့အတွက်ကျွန်တော်မှရှိတဲ့ခောက်ဆွဲ6ထုတ်တွေအားလုံးကိုအဲ့ဒီလူပူလေးတွေစီပေးလိုက်ပါတော့တယ်အဲ့ဒီအမျိုးသမီးကအထုပ်ကိုဖွင့်ပြီးခောက်ဆွဲတွေကိုမြင်လိုက်ရတဲ့အခါကျွန်တော်ပေါ်ထားတဲ့သူတို့ရဲ့ရိုသေကိုင်းဆိုင်မှုကအထုပ်ထိပ်ကိုရောက်သွားခဲ့ပါတယ်အစားအစာတွေအလုံးလောက်ရှိသွားပြီဆိုတာမြင်တော့မှဘယင်မကြီးလည်းတက်ပြင်းချနိုင်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစစ်သားတယောက်ကရန်သူတွေမျိုးရိုးကိုစတင်တိုက်ခိုက်နေပြီဖြစ်ကြောင်းဘယင်မကြီးထံသတင်းပို့လာပါတယ်။ဒါကြောင့်ဘယင်မကြီးကိုယ်တိုင်တိုက်ပွဲကိုဥဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်ရဲ့ပြည်သူတွေကိုကာကွယ်ဖို့အတွက်ကျူးကျော်လာတဲ့ရန်သူတွေကိုနှိမ်နင်းဖို့ကျွန်တော်ကူညီပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရန်သူတွေကတိတ်ကိုအင်အားတောင့်တင်းလုံးပါတယ်။ဘယင်မကြီးရဲ့စစ်တပ်ကသူတို့ကိုမရှင်နိုင်ပဲချက်ချင်းဝိုင်းရံချင်းခံလိုက်ရပါတယ်။သူတို့တွေမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲကျွန်တော်ကမိမုတ်ဆက်နှစ်ခုနဲ့ပြန်ရောက်လာပါတယ်။တခဏအတွင်းမှာပဲကဘာငယ်လေးထဲမှာမိတောက်ကြီးတွေတောက်လောင်သွားပြီးတကဘာလုံးပြကြတော့မလို့ဖြစ်သွားခဲ့ပါတယ်။ရန်သူတွေကဒီမြင်ကွင်းကိုကြည့်ပြီးကြောက်လန့်တုန်လှုပ်သွားကြပါတယ်။သူတို့တွေထွက်ပြေးဖို့ပြင်ဆင်နေချိန်မှာပဲကျွန်တော်ကမိဘတချို့ကိုထပ်ပြီးချပေးလိုက်ပါတယ်။ကဘာငယ်လေးထဲမှာတော့အုတ်ကပြန်တွေကြွေကြလာတယ်လို့မျိုးပါပဲ။ဒါကိုမြင်လိုက်ရတဲ့ရန်သူစစ်တေနာပတိဟာစုတ်ခွာဖို့ကလွယ်လို့တခြားရွေးချရဲစရာမရှိတော့ပါဘူး။ဒါပေမဲ့သူတို့ကလက်မလျှော့ခဲ့ပါဘူး။စုံမတယောက်ကိုခေါ်ယူပြီးတိုင်းပြည်ကိုတိုက်ခိုက်ဖို့အတွက်အစိတ်ရှိတဲ့ပိုးမွားကောင်ကြီးတန်း30ကိုဖန်ဆင်းလိုက်ပါတယ်။ဘယင်မကြီးဝိုင်းရံခံထားရတာကိုမြင်တော့ကျွန်တော်ချက်ချင်းပဲပိုးသက်စေဘူးကိုယူပြီးတဲပန်းပေါ်ဖြန်းပေးလိုက်ပါတယ်။ထူထပ်တဲ့အဖြူရောင်မျိုးကိုတွေတိုင်းပြည်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးစုံမဖန်ဆင်းထားတဲ့အစိတ်ရှိပိုးမွားတွေအားလုံးတိတ်ဆုံးသွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပိုးဟတ်တကောင်ကလူပူလေးတွေရဲ့တိုင်းပြည်တွေကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီပိုးဟတ်ဟာတတဝါကြီးတကောင်ဖြစ်သွားခဲ့တာပေါ့။လူပူလေးတွေကထိတ်လန့်တုန်လှုပ်ပြီးထွက်ပြေးဖို့ကြိုးစားကြပါတယ်။ကျွန်တော်လည်းပိုးဟတ်ကိုပိုးသက်စေးနဲ့ချက်ချင်းဖြန်းလိုက်တဲ့အတွက်ပိုးဟတ်ကြီးလည်းမကြခင်မှာပဲတိတ်ဆုံးသွားပါတော့တယ်။ဒါပေမဲ့မကြခင်မှာပဲဘယင်မကြီးဟာလောက်ကျန်တက်ဖြတ်သူတွေရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပြန်ပါတယ်သူတို့ရဲ့ခေါင်းဆောင်ကအာနာသိမ့်ပြီးဘယင်အစ်စ်ဖြစ်ဖို့ကြိုးစားနေတာပါဘယင်မကြီးကိုကာကွယ်ချင်တာကြောင့်ကျွန်တော် remove control တင်ကားကစားစရာကိုယူပြီးလူပုလေးတွေရဲ့တိုင်းပြည်တွေကိုချပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲတိုင်းပြည်ထဲမှာတင်ကားကြီးတစ်စီးပေါ်လာပါတော့တယ်လောက်ကျန်တက်ဖြတ်သူတွေကဒါမျိုးတစ်ခါမှမမြင်ဘူးကြပါဘူးကျွန်တော်တင်ကားကိုထိန်းချုပ်ပြီးရန်သူတွေကိုချေမှုန်းလိုက်ပါတယ်ဒီမြင်ကွင်းကြောင့်ထိတ်လန့်သွားတဲ့ရန်သူခေါင်းဆောင်ကစုတ်ခွာဖို့အမိတ်ပေးပေမဲ့တင်ကားကိုတော့မထိခိုက်စေနိုင်ပါဘူးကျွန်တော်တင်ကားကိုအဲ့ဒီခေါင်းဆောင်စီတက်တက်မောင်းနေပြီးရန်သူခေါင်းဆောင်ကိုဖန်ခွက်နဲ့အုပ်ပြီးဖမ်းဆီးလိုက်ပါတယ်ဒီလိုနဲ့ဘယင်မကြီးရဲ့အကြက်တဲကိုအောင်မြင်စွာကူညီဖြည့်ရှင်းပေးနိုင်ခဲ့ပါတယ်ကျွန်တော်ကိုကျေးဇူးတင်တဲ့အနေနဲ့ဘယင်မကြီးကရစ်ပလင်ပြင်ဆင်ပြီးပူဇော်ပွဲလုပ်ဆောင်ပါတယ်နောက်တစ်စက္ကန့်မှာပဲစပွဲပေါ်ကတန်ချက်အင်ဂျီဝစ်စုံတဲ့ရွှေတုံးတွေဟာကဘာငယ်လေးတွေကနေပြန်ထွက်လာပြီးကျွန်တော်လက်ထဲကိုရောက်ရှိလာပါတော့တယ်ကျွန်တော်ဟာကဘာပေါ်မှာအချမ်းသာဆုံးလူသားဖြစ်လာတော့မှာကိုသဘောပေါက်လိုက်ပါပြီဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်နောက်တစ်ခါစိတ်လှုပ်ရှားစရာကဘာတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါစို့